ဒီနေ့ကွာငါတပည့်အသေးလေးကလည်းမှားရင်းနေရတယ်ဘာဖြစ်နေမှမသိဘူးမင်းနာလည်းမကောင်းဘာဖြစ်နေမှမသိဘူးအဲ့ပန်းကြီးကဘာလို့ထားရလဲမသိဘူးအဲ့ပန်းကဘာယူရတဲ့အဲ့နားမှာထားရတယ်ဘယ်ရတာလဲတာကြောက်ပြောအဲ့ပန်းကဘယ်ရတာလဲအာဒီကမင်းနာလည်းမကောင်းအတန်တော်မထွက်တော့ဘာတွေခံစားနေရပြီလဲမသိဘူးဟေးဇသိမ်းမရတော့3လတော့မစောင့်ကြံပြီတော့ကွာအချိန်တွေကတော့တာဟဲ့ဒီလိုကြည်စမ်းလို့ဟာဟဲ့အသေးလေးဒီလိုကြည်ဒီလိုကြည်အသေးလေးဒီလိုကြည်ဟာဟဲ့အဲ့ပန်းဘယ်သူပန်းလဲနစ်ပန်းလားတပည့်မှာနစ်ပန်းလားမဟုတ်ဘူးလားစတော့တမီးတို့လို့ပြောတာပဲအခုတော့ဟောသူ့တက်ဖြစ်သွားလဲမသိဘူးဘာတွေစိတ်ကောက်နေလဲနေဘာတွေသွားလို့လဲဘာမှမလုပ်ကြဘူးဒီလိုပြောလိုက်တာဩဘယ်လိုကဘယ်သူနဲ့ပြောလိုက်တာလဲကောင်လေးနဲ့ပြောလိုက်တာလားဟောကောင်လေးသူ့မှာကောင်လေးရှိတယ်ဆိုတာသိနေတဲ့ဥစ္စာကိုမင်းကလည်းဘယ်မှမင်းတစ်ဖက်သက်ချစ်ဘူးလို့အခုကျတော့မင်းကမျက်နှာမကောင်းဘူးဆိုတော့ဟဲ့တိလေးမပြီးရောဇလန်းရောဟေးဇလန်းကတော့အခြေတွေမကောင်းတော့ပါဘူးဗျာအခြေတွေမကောင်းတော့ပါဘူးအသက်ကွက်ဇလန်းလေးကဲစိတ်တမကြပါနဲ့ဆရာကမေးအတွက်တစ်ချိန်လေးတစ်ပုတ်ရှိတယ်နော်အာမကေးရေပြာမယ်ဆိုတဲ့ကွဲပါကွာတဲ့လေးပဲကြည့်ဟာမျက်နှာလည်းမကောင်းမင်းအဲ့လိုမလုပ်နဲ့လေကွာမင်းဖက်နေကိုသိလားခလေးကတကယ်ခံစားနေရတာဟာပြေခဲရပါတော့ဟဲ့ယူကြည့်ဦးလို့သိလားခလေးကခံစားတော့ငါပြောသားပဲအတန်တော်မထွက်တော့အတန်တော်မထွက်တော့ကဲတွေ့ရနော်အဲ့ဒါပဲအချင်းနဲ့တွေ့ရင်ဆရာဒါမှငါတို့စိတ်တက်မကြနဲ့ဆရာပြောပါမယ်သိလားမာကြီးအသေးလေးလူကြီးဟာစိတ်တက်ကြသွားပြီအဖဖျက်တော့မကြည့်တော့ဘူးရောင်ကြီးအချင်းနဲ့တွေ့ရင်အဲ့လိုမျိုးပဲမဟုတ်မာကြီးဆရာပြောပါမယ်အသက်ကွဲတယ်ဆိုတာအတွေ့အကြုံမရှိလို့တခါကွဲဖို့ကအဲ့သေးကဘယ်တော့မှမကွဲဘူးသဘောပေါက်လားမင်းနောက်မင်းဘဝမှာမိမလာလေးနဲ့အများကြီးကြုံအောင်ပါငါတပည့်စောစီအသက်ကွဲဘူးတဲ့ရှိမှဟုတ်လားနော်အသက်ကွဲဘူးတဲ့ရှိမှနောက်မိမလာလေးနဲ့တွေ့တဲ့ကောင်အသေးမကွဲမှာဆရာကြိုတီလက်ကျင်မိတာလားဖားဆရာရဲ့စေတနာအဲ့တော့မကျန်းအချင်းနဲ့တွေ့ရင်လူတွေကဘာဖြစ်လဲသိလားဟာတန်လောင်ထွက်တော့ပြီးအောင်ဟုတ်အဲ့ဒါပဲလို့ဆရာပြောတယ်မလုံးနဲ့ဒီရွယ်ကသူ့မှာကြီးသားရှိမှာပဲမင်းကလည်းအဲ့ဒါကိုမင်းကတစ်ဖက်သက်သွားချစ်တာဟုတ်လို့မင်းလို့စင်းနေဆိုစိတ်ချဆရာရောက်မြည်ယူပေးမဲ့မင်းဆရာသမီးတွေကလေးစစ်သိမ်းအောင်မလုံးနဲ့နော်အေးမဟုတ်ဒီလိုမြင်ကွင်းမျိုးက